မင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့မင်္ဂလာပါနော်ကျွန်တော်ဒီထောင်တိုင်းစိတ်ဝင်စားတယ်ကိုယ်တိုင်လည်းရေးကြည့်ခြင်းနဲ့သင်တန်းလည်းတက်ချင်တယ်ဆိုတော့သင်တန်းလည်းတချို့တက်ချင်တဲ့လူတွေလည်းရှိမှာပေါ့နော်တက်ဖို့အချိန်မအားနိုင်တဲ့လူတွေလည်းရှိမှာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်ဗီဒီယို10ခုလုပ်ပေးထားတယ်နော်ကျွန်တော်ဒီမြန်မာထောင်တိုင်းရေးစနစ်ဆိုစလုံးချမ်းရေးတဲ့ပုံစံပေါ့လေအဲ့လိုစလုံးချမ်းနေကိုရေးနိုင်လားဒီနောက်တစ်ခုချိန်ပေးနိုင်လားဆိုတာကိုတစ်ချက်သိဖို့အတွက်ပေါ့နော်အဲ့လောက်အနည်းဆုံးအဲ့လောက်တော့ရေးကြတယ်ပေါ့နော်ဒါတော့မှဒါကဒီစလုံးရေးဆွဲတဲ့အပိုင်းပဲရှိတယ်ပေါ့နော်နောက်ပြဿနာဖြေရှင်းတဲ့ script ပိုင်းနေခြားကဏ္ဍတွေမပါသေးဘူးပေါ့နော်အဲ့ဒီမှာကိုကအဆင်ပြေပြေရေးဆွဲခြင်းနဲ့ရေးဆွဲနိုင်တဲ့ဝါသနာပါတယ်ဆိုမှဒီကဏ္ဍကိုစတက်လို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးတွေလုပ်ပေးတာပါတကယ်လို့ကိုကစိုင်းရေးကြည့်ချင်တယ်ဆိုတော့ကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်ကျွန်တော်ခုနဆိုရင် file လေးကို install လုပ်မယ်ဆိုဒီဟာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာရေးထားပြီးသားပါဒီမှာကို download လုပ်ပြီးတော့ i file ကို font creator မှာဖွင့်ပြီးတော့လည်းစိုင်းရေးလို့ရအောင်เนาะဒီကောင်တော့ကျွန်တော်ကျန်းရေးထားပြတဲ့ကြောင့်စလုံးကြီးကတော့ 100% ရဲ့ဟိုစလုံးဆိုင်အပေါ်အောက်တွေတချို့စကလုံးဝါလေးတွေကတော့ 100% ဆင်ပြေချင်မှပြေနေမယ်ပေါ့เนาะအရင်ညီချင်မှညီနေမယ်ဒါပေမဲ့အခြေခံတဲ့ပေါ်တော့အကြောင်းတရားကိုပဲကျွန်တော်ကဦးစားပေးပြီးတော့မြန်မာစာဖန်တီးတဲ့အခါမှာလိုအပ်တဲ့စလုံးရေးတွက်နဲ့လိုအပ်တဲ့စလုံးတွေကိုရေးဆွဲတဲ့ပိုင်းမှာဦးစားပေးပြောပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအရင်ကြီးတော့ဟိုဖောင်ဒီဇိုင်းကိုဘယ်လိုလုပ်ရမလဲဖောင်ဒီဇိုင်းကဘယ်လိုရေးဆွဲရဆိုတဲ့အခြေခံစီးမြင်လောက်ပဲပြီးသွားမှာပေါ့နော်တကယ်ကိုရေးပါတဲ့ optical ဘိုင်းနေအလားစလုံးတွေကိုဘယ်လိုပုံပွားနဲ့ချိတ်ဆက်ရတဲ့အပိုင်းနေ script ကိုဘယ်လိုရေးရတဲ့အပိုင်းနေတော့ဒီမှာတော့မပါဘူးပေါ့နော်အဲ့ဒါတွေကတော့နောက်ပိုင်းမှာကျွန်တော်ဗီဒီယိုအရှိတွေပြန်လုပ်ပြပါမယ်အဆင်ပြေမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ကသင်တန်းလေးတက်ချင်တယ်ဝါလည်းလုပ်ချင်တယ်ဆိုတော့အနည်းဆုံးဒီနောက်အဆင့်ဒီကိုရေးနိုင်ပြီလားကိုချိန်ပေးနိုင်ပြီလားဆိုတော့တစ်ချက်တက်စပြီးမှပေါင်းသင်တန်းကိုလာရောက် join တာပဲဖြစ်ဖြစ်လေ့လာတာပဲဖြစ်ဖြစ်လုပ်တာပိုကောင်းပါမယ်နော်ဟုတ်ပြီတော့ဒီမှာကိုကစလေ့လာမယ်ဆိုကျွန်တော်တို့ Facebook ကလေ့လာမလားဆိုလို့ရှိရင် Facebook ဒီကျွန်တော် Facebook ကဒီဘောနော်ဧကပေးရှိတယ်ဘာမှဖောက်ပေးရှိဆိုတော့ကျွန်တော်ဧကပေးပဲပြောင်းလဲနေတာဖြစ်တဲ့ကြောင့်တခြားကျွန်တော် line လေ့လာတွေရှိမယ်အဲ့ဒါကြောင့်ဒီမှာစနစ်တကျဖြစ်ဖို့ဘောနော်ဖောင်းကို1 2 3တွေရှာဖို့ခက်ခဲရှိလာနိုင်တယ်ဘောနော်အဲ့ဒါကြောင့်ကိုက Facebook ပေါင်းနေကြဆိုလို့ရှိရင်လည်း Facebook မှာကြည့်ပြီးတော့လည်း video file တွေပြန်ရှာကြည့်ရတာတိတ်အဆင်မပြေဘူးထင်လို့ရှိရင်ကျွန်တော်ဒီ website မှာ TikTok ရှိတယ်ဗျာ Telegram ရှိတယ် YouTube ရှိတယ်เนาะအဲ့တော့ TikTok ကတော့ကျွန်တော်တိတ်မတင်ဖြစ်ဘူးပေါ့နော်တိတ်လည်းမတောင်းဖြစ်တဲ့အတွက် Telegram မှာဆိုပြီးね Telegram မှာ join ပြီးတော့ကျွန်တော်ဒီဟာလေးရှိတယ် channel လေးရှိတယ်ပေါ့နော်အဲ့ channel မှာကျွန်တော်တို့ဗီဒီယိုလေးတွေတင်ပေးထားတာရှိတယ်ဒီမှာတော့လေခုနလိုပါပဲကြားထဲမှာကျွန်တော်ကဒီပညာနဲ့ပတ်သက်တာပဲမျိုးကောင်းမြဝေတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးတွေမျှဝေတာဖြစ်တဲ့ကြောင့်ဒီမှာလည်းကျွန်တော်တို့ကြီးလို့ရတယ်ပေါ့နော်ဒီမှာကြီးလို့ရတယ်ရှုပ်ထွေးနိုင်တယ်ပေါ့နော်အကောင်းဆုံးရအောင်ပြောလို့ရှိရင်စလိတာကျနေဆိုရင်တော့ YouTube platform တော့ပိုကောင်းတယ်ပေါ့နော် YouTube platform လေးကျွန်တော်ခုမှစဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်တော့ဒီဟိုကတော့သိမရှိသေးဘူးပေါ့နော် subscriber ရောဒါပေမဲ့ကျွန်တော် video 10ခုစုပေးထားတယ်အဲ့တော့ YouTube သွားနေတယ်ဆိုရင်ကျွန်တော် YouTube ကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်ရဲ့ဒီကားရဲ့ YouTube ရောက်သွားမှာပေါ့အဲ့မှာတော့ကျွန်တော် playlist ဆိုတဲ့ဒီဟိုလေးရှိရပါတော့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကြည့်သွားလို့ရှိရင်ဗျာဒါလိုက်ကျွန်တော်ကအကန့်အသတ်တစ်ခုနဲ့အဲ့လိုမျိုးခွဲပေးထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုကဝါလို့လိုက်လို့ရတယ်ပေါ့နော်ကြည့်လိုက်တာနဲ့ဒီဗီဒီယိုနဲ့ပတ်သက်တဲ့ကြည့်သွားလို့ရတယ်ပေါ့နော်အဲ့တော့ YouTube ကတော့ကိုယ်အဆင်ပြေလိမ့်မယ်ပေါ့နော်ဗာလဲဆိုတော့ကြောင်ညာစရာပါပေါ့နော်တခြားကန်တာလည်းမရှိတဲ့အတွက်ကြောင့်ပေါ့နော်နောက်ပိုင်းမှာဆိုကျွန်တော်ဗီဒီယိုအရှိတွေဘာကြောင့်ဒီလိုရေးဆွဲတင်နေဆိုတဲ့အရာမျိုးတွေ script ပိုင်းတွေကတော့တက်နိုင်သလားဖြည့်ချင်းစီဒါတင်ပေးပါမယ်ပေါ့နော်နောက်တော့ကျရင် YouTube ကနေကြည့်ရင်တော့အစင်တိုင်းကြည့်လို့ရတဲ့အတွက်ကြောင့်အတိတ်တိုင်းရှာနေကြတော့မလို့ပေါ့နော်ဒါမှမဟုတ် Facebook ဝက်ကြည့်ချင်တယ်ဆိုလည်းကြည့်လို့ရပါတယ် Telegram ကြည့်ချင်လည်းကြည့်လို့ရတယ် Telegram တော့လည်းကျွန်တော်ပြောခဲ့သလိုပဲတခါကျတော့ information ပေးနေရတယ်ဖြစ်တဲ့အတွက်ကြောင့်စာလေးပေါ့နော် video file ပြန်ရှာမရတယ်ဖြစ်မှာဆိုလို့ကျွန်တော် YouTube channel လေးလုပ်ထားတယ်ပေါ့နော်အဲ့မှာတစ်ချက်ကြည့်လို့ရတယ်ဒီတော့ဒီဟာကိုလေ့လာလိုက်ရင်ဗာရမှာလဲဆိုလို့ရှိရင်တော့ဖောင်းတစ်ခုမရေးတတ်ဘူးဆိုရင်ဒါမှဖောင်းရတဲ့ process တွေကျွန်တော်ခဏပြောခဲ့တဲ့ဒီ file ကိုinstall လုပ်ပြီးတော့သုံးစွဲတဲ့အပိုင်းတွေအားစားတော်တော်များများရသွားမှာပေါ့နော်ဥပမာခုနကကျွန်တော်ပြန်ပြောပြပေးရမှာဆိုရင်ဒီကောင်လေးကိုတော့ install လုပ်လိုက်ပေါ့နော် install လုပ်ပြီးလို့ရှိရင်ကျွန်တော်ခုနကဘာဖြစ်လဲ install လုပ်ပြီးစမ်းသုံးကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါကတော့ Illustrator မှာဖြစ်ဖြစ် Photoshop မှာဖြစ် Microsoft မှာဖြစ်ဖြစ်ပေါ့နော်ကိုယ်စင်ပြီးသလိုစိုက်ရိုက်ကြည့်လို့ရတယ်ပေါ့နော်လောလောဆယ်ကျွန်တော် Microsoft မှာတစ်ချက်ကြည့်လိုက်တယ်ပေါ့နော်
ကျွန်တော် Microsoft မှာMicrosoft မှာတစ်ချက် file ဆိုကျွန်တော်တို့ကခုနက file က Eka tutorial file ပေါ့နော် Eka tutorial file ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ Eka tutorial ဆိုပြီးကျွန်တော်တို့ရေးလိုက်ရတယ်ပေါ့နော် Eka ဟိုမရှိဘူးဒီမှာနော် Eka tutorial မှာကိုကဒီ font size ကတော့လည်းဒီကောင်ကြီးက sample file ဆို12လောက်လည်းရတယ်ပေါ့နော်မြန်မာ language ချင်းရင်တော့ကျွန်တော် Unicode font နေအတိုင်းပဲပေါ့နော်ဒီကိုကြိုက်တဲ့စာသားကိုရေးလို့ရပါတယ်အဲ့လိုမှမဟုတ်ဒီကောင်ကြီးက Unicode font ဖြစ်လာပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကသတင်းတွေဖြစ်ဖြစ် chat လက်တွေဖြစ်ဖြစ်တော့ဒီလိုမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေကိုဒီကောင်ကြီးကဒီ Unicode စနစ်နဲ့ရေးတာဖြစ်တဲ့အတွက်ကြောင့်ဒီဒါရေးလည်း copy paste ချပြီးတော့ကိုဆိုင်ရရမှာပြင်နေဆိုလို့ရှိရင် copy paste ချပြီးတော့လည်းဒီမှာစလုံးကိုစမ်းသပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရေးခဲ့တဲ့ file အနေနဲ့ဒီမှာမြင်နိုင်မှာဖြစ်တယ်ဒါကဒီ office တို့ပဲဖြစ်မယ်နော် office ကြိုက်တဲ့ office ပဲအဲ့တော့ကျွန်တော်တို့ရေးခဲ့တဲ့ file ဟာဒီမှာလည်းစတင်ပြီးတော့အလုံးလောက်လာပြီပေါ့နော်ဒါ testing လုပ်ရမယ့်အပိုင်းပေါ့နော်ခုနပြောခဲ့တဲ့လိုပေါ့နော်အသေးစိတ် challenge တွေတော့ကျွန်တော်ဒီ file မှာအများကြီးမလုပ်ပေးထားဘူးပေါ့နော်အဓိက file ဘယ်လိုရေးရလဲဆိုတဲ့ process ရယ် file တွေကဘယ်လိုသွားတယ်ဆိုတဲ့ process ပေါ့နော်လိုအပ်တဲ့ key ဆိုဒီလောက်ဆိုရင် file ကတော်တော်များများအဆင်ပြေပါတယ်ပေါ့နော်အင်္ဂလိပ်လိုရေးချင်တော့အင်္ဂလိပ်လိုပေါ့ဒါ office မှာကျွန်တော်စမ်းပြပါတော့ Adobe တွေကတော့ကျွန်တော်စမ်းပြတော့အောင် Adobe တွေလည်းအဆင်ပြေပုံများရပေါ့နော်ခုနကပြောခဲ့သလို file ကို font creator software နဲ့ပြင်သင်မယ်ဆိုရင်ဒါ font creator software မှာမြင်ရတဲ့ပမာဏဖြစ်တယ်ခုနကစကားလုံးကိုကျွန်တော် font creator software မှာပေးပြန်ချလိုက်တယ်ဆိုလို့ရှိရင်ဒီတိုင်းမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့မှာကိုကဘယ်စလုံးတော့ပြန်ရေးပါတဲ့နေဆိုကျွန်တော်ဒီက circle font မျိုးစားဖြစ်တဲ့အကြောင်းတော့စာဖတ်ဖို့ပဲဦးစားပေးတာတဲ့ font မျိုးစားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့အတွက်တော့နည်းနည်းအဆင်ပြေပါလိမ့်မယ်စာဖတ်ရတဲ့ကောင်ပေါ့နော်ဒါပေမဲ့ထပ်ပြင်နေတာတွေပါရှိတယ်ဆိုရင်တော့အသေးစိတ်ပြန်ပြင်ပေါ့ဒီ font တော့ကျွန်တော်အကြမ်းရေးတယ်အကြမ်းချပြီးတဲ့အနေထားလောက်ပဲရှိနော်ဒါတော့မှတော်တော်များများလေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့လောက်လေးရေးတတ်ပြီဆိုရင်ဒါ font ရဲ့ process ကတော်တော်များများကိုနားလည်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်20%လောက်ကို font တစ်ခုလုံးမှာဆို30%လောက်ပေါ့နော်ကျန်တဲ့30%ကတော့ font တွေရဲ့သိစိတ်ချက်လက်တွေကာရမယ့်ပမာဏတွေအဲ့ဒါတွေတော့ကျွန်တော်ခုလိုဗီဒီယိုအတူနဲ့ပြောလို့အဆင်မပြေဘူးပေါ့နော်ဗီဒီယိုရှည်တွေနဲ့ပြောမှပဲအဆင်ပြေမှာဖြစ်တယ်ပေါ့နော်အနည်းဆုံးတော့ဖောင်းဝါစာပါဆိုဒီလောက် like ဒီဗီဒီယိုလေးလိုက်ကြည့်လိုက်ရေးကြည့်ပြီးတော့လည်းစမ်းသပ်လို့ရတယ်ပေါ့နော်စမ်းသပ်ပြီးရေးနေကြတဲ့လူငယ်တွေလည်းအများကြီးရှိရပေါ့နော်အရင်တော့အဲ့လိုကျွန်တော် like တွေလောက်ကိုပဲကြည့်ပြီးတော့ရေးနေတဲ့ဖောင်းဒီဇိုင်နာတွေလည်းရှိတယ်ဆက်ပြီးအဲ့လိုနဲ့ပဲဖောင်းတွေထပ်ထုတ်သွားတဲ့ညီငယ်တယောက်လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိရတဲ့ကြောင့်ကိုဝါနာပါရင်ဖြစ်လို့ရှိရင်ဒါလေးလာလို့ရတယ်ဆိုတော့ပြောပြပေးတာပါအဲ့ဒါတော့ဒီနေ့ကတော့ဒီလောက်ပါပဲကိုကဖောင်းဒီဇိုင်းကိုပါလာပါတယ်အစားဆုံးလေးရေးကြည့်ခြင်းနဲ့ပါပေါ့နော်အဲ့လိုမျိုးလေးလုပ်ကြည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်ဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတော့လေ့လာလို့ရတယ်ဒါမှမဟုတ်ရင်ဒေစိတ်ကစားပြီးတော့ subscribe ရစားပြီးတော့အစားဆုံးရေးတဲ့ channel ဆိုရင်တော့ဒီတိုင်းကို join ဖို့ဒီတိုင်း join မှသာနေရင်ကိုယ့်အချိန်ကုန်နဲ့ပို့သက်တာနိုင်တယ်လို့အသေးစိတ်ကိုနားလည်နိုင်မှာဖြစ်တယ်ပေါ့နော်အသေးစိတ်ကိုနားလည်နိုင်ဖို့အတွက်တော့ဒီဗီဒီယိုတူတွေဗာနေရအပြည့်စုံဖို့ခက်တယ်ပေါ့နော်အခုကျွန်တော်ကပေးလိုက်တဲ့ font တစ်ခုဆိုတာက script တွေသူ့နောက်ခံ programming script တွေရေး font တွေကိုဒီလိုစာကူ font ပေါ့နော် body text ကိုပဲဦးစားပေးပြီးတော့ရေးတဲ့ font မျိုးစားဖြစ်တဲ့အတွက်ကြောင့်ဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်တခြား font တွေတို့လည်းရေး font တွေတို့လာ font တွေမှာဆိုရင်တော့ 100% script ကဆင်ပြေမှာမဟုတ်ထပ်ပြရထပ်တူရတာရှိမှာပေါ့နော်အဲ့တော့စာတွေကတော့ကျွန်တော်ပြောခဲ့သလိုဒီမှာသုံးတဲ့ဒီ BBC တို့ token တို့ Burmese တို့မှာတော့ဒီမှာစကလုံးကတ်တာတွေဟာထိုးတွေမမှန်တာတွေဒါတွေကတော့ရှိတယ်ဗျာဒီမှာတော့ရှိသေးတယ်ပေါ့နော်စကလုံးဒါတွေကတော့ဒီကုန်းဖောင်းနေတဲ့အားနည်းချက်လို့ပြောရမလားဒီခန်းရင်းတွေကိုသိချာနားမလည်သေးတာဒီပညာပိုင်းအားနည်းတာတွေကြောင့်ဖြစ်တတ်ပါတယ်နော်အဲ့တော့အဲ့ဒါလေးကတော့တစ်ချက်ထားလိုက်ပါစာဖတ်ရတာမှာဒီမှာတော့အရင်ခက်ခဲနေတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့က font တစ်ခုအနေနဲ့ပြန်ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်အားသက်ချက်ကခုနပြောခဲ့သလို Unicode font နဲ့သုံးထားတဲ့ဘယ်စနစ်ကိုဆိုကျွန်တော်တို့က data ကိုသိသိလို့ရတယ် transfer လုပ်လို့ရတယ်ကျွန်တော်ရေးခဲ့တဲ့ font ကျွန်တော်ကတစ်ကနေ10တိရေးခဲ့တဲ့ font ကိုပဲဒီစာလုံးတစ်လုံးအနေနဲ့ပြန်လည်သက်သွင်းတယ်သက်ပြီးတော့ font တစ်ခုအနေနဲ့ထုတ်လာတယ်ဆိုတာကိုပြပေးတာဖြစ်ပါတယ်ကျွန်တော်မှရေးနိုင်တာမဟုတ်ပါဘူးဒီဝါသနာပါတဲ့လူတွေလည်းဒီလို font ကိုအစားဆုံးရေးနိုင်ပါလိမ့်မယ်ပေါ့နော်ကျွန်တော်ပြောခဲ့သလိုပဲအချိန်မရသည်ဖြစ်စေရသည်ဖြစ်စေအချိန်ရအပေါ်ရဲ့လေးလာလိုက်စားမှုမှာမူတည်ပြီးတော့ဒီ font တွေကိုစာဆုံးရေးစလို့ရတယ်ဆိုတော့ပြောပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်